မင်္ဂလာပါခင်ဗျ update news ကနေကြိုဆိုပါရခင်ဗျယနေ့တင်ဆက်ပေးမယ့်သတင်းကတော့ကဘာတဝမ်းမှာပြုလုပ်ခဲ့တဲ့ proof of life လှုပ်ရှားမှုတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းအနေနဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အုပ်စုကဝိညာဉ်အကျဉ်းသားဖြစ်အောင်လှုပ်ဆောင်နေတယ်လို့တားငယ်ဖြစ်သူကိုထိန်လင်းခ Kim Eric ကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်လက်တလုံးမှာဒေါ်အောင်ဆန်းစုကြည်ကိုအကျဉ်းထောင်ကနေနေအိမ်ကိုပြောင်းရွှေ့ထားတယ်လို့စစ်အုပ်စုဘက်ကဆိုထားပေမဲ့တပ်တိအထောက်အထားလုံးဝမရှိတာဟာမိခင်ဖြစ်သူကိုလူထုမျက်ကွယ်မှာတစိမ့်စိမ့်ပျောက်ကွယ်သွားစေရန်ဝိညာဉ်အကျဉ်းသားအဖြစ်နေသားကြအောင်ကြိုးပမ်းနေတာဖြစ်တယ်လို့ကိုထိန်လင်းကထောက်ပြခဲ့ပါတယ်ဒီပြောကြားချက်ကိုမေလ18ရက်နေ့က UK နိုင်ငံလန်ဒန်မြို့မှာရှိတဲ့ Britain Parliament အဆောက်အဦရှိမှပြုလုပ်ခဲ့တဲ့ Proof of Life တက်ရှိထင်ရှားရှိကြောင်းတပ်တည်ပြရေးလှုပ်ရှားမှုစန္ဒပြပွဲမှာမြန်မာအရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူကိုထိန်လင်းကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်ကိုထိန်လင်းကကဘာပေါ်မှာအသက်အကြီးဆုံးအမျိုးသမီးနိုင်ငံရေးအကျဉ်းသားဖြစ်သူလာမယ့်ဇွန်လ19ရက်မှာအသက်82နှစ်ပြည့်မဲ့ကျွန်တော်မိခင်အသက်ရှင်သေးကြောင်းအတည်ပြုတဲ့တပ်တည်လို့ခြင်းပါတယ်စစ်တပ်ဟာဝိညာဉ်အကျဉ်းသားအဖြစ်နေသားကြအောင်ကြိုးပမ်းနေပါတယ်ဒါကသားတယောက်အနေနဲ့ကျွန်တော်နှလုံးသားကိုထိခိုက်စေပါတယ်လို့စိတ်မကောင်းစွာနဲ့ပြောဆိုခဲ့ပါတယ်စစ်အုပ်စုကပြီးခဲ့တဲ့ဧပြီလ30ရက်နေ့မှာဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အကျဉ်းထောင်ကနေတတ်မှတ်ထားတဲ့နေအိမ်တစ်လုံးကိုပြောင်းရွှေ့ထားကြောင်းတည်င်းထောက်ပြခဲ့ပေမဲ့ဒီနေ့အထိမိသားစုဝင်တွေရှိနေတွေကိုပိုင်ဆရာဝန်တွေဘယ်သူနဲ့မှတွေ့ခွင့်ပေးတာမရှိသေးပါဘူးဒါကြောင့်ကိုထိန်လင်းကမိခင်ဖြစ်သူကိုအခန်းတနေရာမှနောက်ထပ်အခန်းတနေရာကိုရွှေ့ပြောင်းတာဟာလွတ်လပ်မှုလုံးဝမဟုတ်ကြောင်းနဲ့ဒီနေ့အထိဓားစာခံအဖြစ်သာဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်းဆိုထားပါတယ်ကျွန်တော်အမေကိုမတိတဲ့နေရာတစ်ခုမှနေအိမ်အချုပ်ပြောင်းရွှေ့လိုက်ကြတဲ့ကဘာကြီးကမျက်နှာလွဲသွားလိမ့်မယ်လို့သူတို့မျှော်လင့်ခဲ့ကြပါတယ်အဲ့ဒီနေ့ကလေးကသူမဖဲမှာလဲဘလို့နေလဲဘေးကင်းရလားဆိုတာကျွန်တော်အကြိမ်ကြိမ်မေးခဲ့ပါတယ်ဒါပေမဲ့တိတိကျကျအသက်ရှင်ကြောင်းအတိပြုနိုင်တဲ့တပ်တွေအထောက်အထားလုံးဝမရှိခဲ့ပါဘူးဓာတ်ရိုက်ဆက်သွယ်မှုလည်းမရခဲ့ပါဘူးပွင့်လင်းနဲ့ရှင်းလင်းနဲ့မြင်သာမှုလည်းမရှိခဲ့ပါဘူးရှင်းရှင်းလင်းလင်းပြောရရင်ကျွန်တော်အမေကိုမတိတဲ့အခန်းတနေရာကနေနောက်တစ်ခန်းကိုပြောင်းလဲရွှေ့တာကလွတ်လပ်မှုလုံးဝမဟုတ်ပါဘူးကျွန်တော်အမေကိုဓားစာခံအဖြစ်ဆက်လက်ဖမ်းထားတာပါလို့ကိုထိန်လင်းကပြောကြားခဲ့ပါတယ်စစ်အုပ်စုအနေနဲ့ဒေါ်အောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းကိုမတိကြတဲ့ဓာတ်ပုံဒါမှမဟုတ်ဗီဒီယိုနဲ့ဖော်ပြတာမျိုးမဟုတ်ပဲနိုင်ငံတကာကြက်ချီနီကော်မတီ ICRC နဲ့ကုလသမဂ္ဂ UN တို့လိုယုံကြည်စိတ်ချရတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေမီဒီယာတွေရှေ့မှောက်မှာလွတ်လပ်စွာမြင်တွေ့ခွင့်ပေးပြီးတက်တည်ပြဖို့ကိုလည်းကိုထိန်လင်းကတောင်းဆိုထားပါတယ်ကိုထိန်လင်းကယခုကိစ္စဟာနိုင်ငံရေးမဟုတ်ပဲအခြေခံလူသားပိုင်ခွင့်သာဖြစ်ပြီးသားတဦးအနေနဲ့မိခင်ဖြစ်သူရဲ့နောက်ဆုံးဘဝလက်ကျန်အချိန်မှာဘီးနားမှာအတူရှိနေခြင်းကြောင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်မြန်မာနိုင်ငံတဝင်းရှိနိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ချင်းချွင်းချက်မရှိလွတ်ပြီးဖို့လည်းတောင်းဆိုထားပါတယ်ဒေါ်အောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းကိုတက်တည်ပြရန်အတွက်ကဘာတဝင်းမှာရှိတဲ့မြန်မာပြည်သူတွေဟာ proof of life လှုပ်ရှားမှုတွေကိုကြေကြေပြန့်ပြန့်လှုပ်ဆောင်နေကြပါတယ်မေလ18ရက်နေ့မှာပြည်တော်နိုင်ငံလန်ဒန်မြို့ရှိပါလီမန်လွှတ်တော်ရှိမှာပြည်ပရောက်မြန်မာ400ဝန်းကျင်တက်ရောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဒီဆန္ဒပြပွဲကိုဒေါ်အောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းက Kim Eric အမျိုးသားညီညွတ်ရေးအစိုးရ NUGE UK နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးမောင်မောင်အောင်နဲ့ဒေါက်တာတက်ကို UK ရောက်တိုင်းရင်းသား community များမှကိုယ်စားလှယ်တွေနဲ့တော်လှန်ရေးမိသားစုတွေတက်ရောက်ခဲ့ကြပါတယ်ဆန္ဒပြပွဲအတွင်းမှာဒေါ်အောင်ဆန်းစုကြည်အားမိသားစုနဲ့လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးရန်၎င်းကြားမရွာရှိနေကြောင်းယုံကြည်စိတ်ချရတဲ့အထောက်အထားများပြသရန်နဲ့နိုင်ငံတကာအစိုးရများအနေနဲ့မြန်မာစစ်အုပ်စုအပေါ်ဖိအားပေးရန်တောင်းဆိုခဲ့ကြပါတယ်အလားတူပဲဂျာမနီနိုင်ငံဘာလင်မြို့မှာလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရှိထင်ရှားရှိကြောင်းပြသရန်တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို For Federal Myanmar ဘာလင်အဖွဲ့ကဦးဆောင်ပြီးမြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများကမေလ18ရက်နေ့မှာပဲကျင်းပပြုလုပ်ခဲ့ပါတယ်ထို့ပြင်နယ်သာလန်နိုင်ငံဒီဟိတ်မြို့ရှိနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပါလီမန်လွှတ်တော်ရှိမှလည်းပြည်ပရောက်မြန်မာများစုပေါင်းပြီးအသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nobel ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးအာမခံချက်ရှိတဲ့သက်သေပြချက်ထုတ်ပြန်ပြီးရန်မြန်မာစစ်တပ်ကိုဖိအားပေးရင်းနဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိလွှတ်ပေးရေးတို့အတွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်ဆန္ဒပြပြည်သူများကနယ်သာလန်နိုင်ငံသားရေးဝန်ကြီးဌာနအနေနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်ရှင်နေမှုအထောက်အထားတောင်းဆိုမှုကိုလူသိရှင်ကြားထောက်ခံပြီးရန်တန်တမန်ရေးရာနဲ့နိုင်ငံတကာဆွေးနွေးပွဲတွေမှာထည့်သွင်းဆွေးနွေးပြီးရန်နဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီးရန်တောင်းဆိုချက်တွေကိုတင်ပြခဲ့ကြပါတယ်။တချိန်တည်းမှာပဲဩစတြေးလျနိုင်ငံမဲလ်ဘုန်းမြို့မှာလည်းပြည်ပရောက်မြန်မာဒီမိုကရေစီရေးလိုလားသူများစုပေါင်းပြီးဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်ရေးအတွက်ဆုတောင်းဆန္ဒပွဲကိုပြုလုပ်ခဲ့ကြပါတယ်။ဒီ Proof of Life campaign လှုပ်ရှားမှုကိုပြီးခဲ့တဲ့ဧပြီလ21ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီးပါဝင်လိုသူများအနေနဲ့ social media တွေကတဆင့်၎င်းတို့ရဲ့အစိုးရင်ချက်တွေကိုထုတ်ဖော်တောင်းဆိုရန်နဲ့မိမိတို့ရောက်ရှိရာနိုင်ငံအသီးသီးရှိအစိုးရဌာနများမှတဆင့်စစ်တပ်ကအထောက်အထားထုတ်ပြန်ပြီးလာစီရန်ကူညီတောင်းဆိုပေးကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်တပ်ကမတရားဖမ်းဆီးထိန်းသိမ်းခဲ့တဲ့အချိန်ကစပြီးပြင်ပလောကနဲ့အဆက်အသွယ်လုံးဝဖြတ်တောက်ထားကြောင်းတာဖြစ်သူကိုထိန်လင်းအပါအဝင်ပြည်သူတွေဟာ၎င်းရဲ့ကျမ်းမာရေးအခြေအနေအပေါ်စိုးရိမ်ပူပန်လျက်ရှိပါတယ်ဒီလိုအခြေခံလူအခွင့်အရေးတွေကိုချိုးဖောက်နေတာဟာလုံးဝလက်ခံနိုင်စရာမရှိပေကမ္ဘာအတိုင်းဝိုင်းနေနဲ့မြန်မာနိုင်ငံအပေါ်ဖိအားပေးမှုတွေကိုပုံမတိုးမြင့်လှုပ်ဆောင်ဖို့လိုအပ်နေပြီဆိုတာကိုဒီလှုပ်ရှားမှုတွေကပြသနေပါတယ် Update News Channel ရဲ့ပရိသတ်ကြီးအားလုံးကိုလည်းကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပြီးနောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့တိုက်တွန်းမှုဆိုပါကြတယ်ဒီနေ့ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲနှီးကုံချုပ်ပြစီမြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးရန်ကင်းကွာပြီးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ